ရွာဦးကျောင်းဝင်းတွေကနှစ်ပေါင်းများစွာပိတ်ထားတဲ့ရေတွင်းဟောင်းသားမှာရွာသားတွေစုယုံနေကြပေမဲ့ဘယ်သူမှအနာကိုမတိုးရဲကြဘူး။ညာတိုင်းကြားနေရတဲ့ငိုတန်ကဒီနေ့နေကင်းကြောင်တောင်မှတော့ပို့ပြီးဆူးရှနေတယ်လို့ပါပဲ။ဘာထူးရောက်သွားတဲ့အချိန်မှာတော့သူ့လက်ဘွားကအောက်လန်းအမတ်အသားကမီးနဲ့ထိုးသလိုမျိုးပူလာပါတယ်။ဟဲ့ဘာထူးမင်းကလူငယ်ပဲဟိုနားလေးသွားကြည့်စမ်းပါဦး။တွင်းဝမှာတခုခုတင်နေတယ်လို့ပဲလို့ရွာသားတယောက်ကလှမ်းခိုင်းလိုက်တယ်။ဘာထူးကကြောက်လို့နောက်ဆုတ်ချင်ပေမဲ့ခြေထောက်တွေကရှေ့ကိုအလိုလိုတိုးသွားမိတယ်လို့ပါပဲအမှတ်သားရဲ့စေခိုင်းမှုကြောင့်လားဝိညာဉ်ရဲ့ဆွဲဆောင်မှုကြောင့်လားသူမခွဲတတ်တော့ပါဘူးဘာထူးတွင်းဝနာကိုတုံတုံရင်ရင်နဲ့ကတ်လိုက်တဲ့အချိန်မှာရေတွင်းထဲကနေဘောကနေပုတ်စော်နှံကြီးကနှာခေါင်းထဲကိုဆူဆူရှာရှာတိုးဝင်လာပါတယ်တွင်းဝကရေနက်နက်ထဲမှာတစုံတယောက်ကသူ့ကိုစိုက်ကြည့်နေတယ်လို့ခံစားလိုက်ရတယ်ရုတ်တရက်အေးဆက်ဆက်လက်ချောင်းဖြူဖြူကြီးတွေကတွင်းဝကိုလှမ်းကင်လိုက်ပြီးခေါင်းတစ်လုံးကဖြည်းဖြည်းချင်းထွက်လာပါတော့တယ်လူတွေမြင်ရတာကတော့လေတုဝေဝါးသွားတာပဲဒါပေမဲ့ဘာထူးမျက်စိထဲမှာတော့သပင်ဖားလျားနဲ့မျက်တွင်းဟောက်ပတ်ဖြစ်နေတဲ့မိန်းကလေးတယောက်ကသူ့ကိုအနီးကပ်စိုက်ကြည့်နေတာကိုမြင်လိုက်ရပါတယ်ပြန်ပေးဆိုတဲ့အတန်ကလေထဲမှာမဟုတ်ပဲဘာထူးရဲ့အုံနောက်ထဲမှာဟိမ့်ထွက်သွားပါတယ်မိန်းကလေးကတွင်းဝါးကနေရုံထွက်ဖို့ကြိုးစားရင်ဘာထူးရဲ့ခြေထောက်ကိုနှမ်းဆွဲလိုက်တယ်အေးဆက်လာတဲ့အထီးအတွေ့ကြောင့်ဘာထူးတစ်ခုလုံးကြောစိမ့်သွားပြီးအော်ဖို့ပြင်ပေမဲ့အတန်ကလုံးဝထွက်မလာခဲ့ပါဘူးအဲ့ဒီအချိန်မှာပဲမိန်းကလေးရဲ့လက်သေးတွေကဘာထူးရဲ့လက်ဖွားကအမှတ်သားပေါ်ကိုတက်တက်ကြီးလာထိပါတော့တယ်အမှတ်သားကပို့ပြီးရဲတက်လာပြီးဘာထူးရဲ့မျက်စိထဲမှာသွေးရောင်တွေလွှမ်းသွားတော့တာပဲဘာထူးလဲကျသွားပေမဲ့ဒီတစ်ခါမှတော့သူမျက်လုံးမမိတ်လိုက်ပါဘူးမိန်းကလေးရဲ့မျက်ရည်တွေကသွေးတွေအဖြစ်ပြောင်းလဲစီးကျနေတာကိုမြင်တော့သူ့စိတ်ထဲမှာထူးဆန်းတဲ့တနာစိတ်တစ်ခုဝင်လာပါတယ်မင်းဘာကိုလိုချင်တာလဲလို့ဘာထူးကတုံတုံရင်ရင်နဲ့မေးလိုက်တယ်မင်းကလေးကတွင်းဘေးကခြုံပုံထဲမှာနစ်နေတဲ့ဇဒိုးလေးကိုလက်ညှိုးထိုးပြတယ်ဘာထူးကအသက်ကိုဝါအောင်ရှူပြီးအဲဇဒိုးကိုတွားကောက်လိုက်တယ်ဇဒိုးကိုထိလိုက်တဲ့ခဏမှာပဲခြောက်ချားစရာပုံရိပ်တွေအကုန်ပျောက်သွားပြီးအင်ကြီးဖြူလေးနဲ့မင်းကလေးတယောက်ကသူ့ကိုပြုံးပြနေတာကိုခဏတာမြင်လာရပါတယ်ဘာထူးကအဲ့ဒီဇဒိုးကိုရေတွင်းဝမှာတင်ပေးလိုက်ချိန်မှာပဲငိုတန်တွေရောအနံ့ဆိုးတွေရောအကုန်လုံးတိတ်ဆိတ်သွားပါတော့တယ်ဘာထူးချွေးဆွေးတွေပြန်ပြီးထိုင်နေတော့မှဦးလောကသူ့ဘေးနာရောက်လာတယ်မင်းလုံးနိုင်သားပဲဆိုတဲ့အတန်ကြောင့်ဘာထူးလဲကြည့်လိုက်တော့လူအုပ်ထဲမှာအေးအေးလူလူရက်ကြည့်နေတဲ့ဦးလောကကိုတွေ့လိုက်ရတယ်ဦးလောကဘာထူးနာတိုးလာပြီးမင်းမသူ့တပားမမြင်ရတာကိုမြင်နိုင်တဲ့မျက်စိပါလာပြီးဘာထူးဒါပေမဲ့သတိထားမင်းလက်ထဲကအောက်လန်းကြီးပြကြောင့်ဝိညာဉ်တွေကမင်းစီကိုတန်လိုက်လို့စုကတ်လာကြလိမ့်မယ်လို့သတိပေးပါတယ်ဘာထူးအိမ်ပြန်လမ်းမှာဆရာဟင်းရဲ့တပည့်တယောက်ကတစ်ပင်ရိတ်ကနေသူ့ကိုစိုက်ကြည့်နေတာတွေ့လိုက်ရတယ်ဆရာဟင်းကဘာထူးကဝိညာဉ်တွေနဲ့ဆက်သွယ်နိုင်မှန်းသိသွားရင်ဒီထက်ပိုပြီးအန္တရာယ်ရှိတဲ့အကြံစီတွေလှုပ်လာနိုင်တယ်တဲ့ဘာထူးကတော့အခုမှအနှဲငယ်သဘောပေါက်လာပါတယ်သူ့ရဲ့ကြောက်စိတ်ကသူ့ကိုဒုက္ခပေးနေတာမဟုတ်ပဲသူ့ရဲ့စွမ်းအားကသူ့ကိုတစ်ခုခုခိုင်းစေခြင်းနေတယ်ဆိုတာပါပဲဒီလိုဇာတ်လမ်းကောင်းလေးတွေကိုအမြဲတမ်းဆင်ခြင်နေဆိုရင်တော့ Story.mm အကောင့်ကိုအပေါင်းလေးနဲ့ follow လေးလုပ်ခဲ့ပါနော်